Hello မင်္ဂလာပါမိဒီနေ့ရုံးပေးရလေးမှာအညာဒေတာမှာပေါ့နော်ဘလားပြကျွန်တော်ခေါ်တဲ့ကလေးပဲချိုလေးနေဆောင်မှာလုပ်စားဖြစ်ပါတယ်နေရင်ဆုံးကလေးပဲတွေကိုပြုတ်လိုက်ပါတယ်ချိုပြီးသားဆိုပြီးဒီကအရင်ပြုတ်နေအောင်ပြုတ်တာမဟုတ်တော့မမကြီးဖြစ်နေမှာဆိုလို့ပေါ့နော်ချိုနဲ့ထောင်းနေပါတယ်ထောင်းပြီးသားကလေးပဲတွေကိုနေမဲ့စလုံးနဲ့ထည့်လိုက်ပါတယ်အားလုံးလည်းငါးလုံးလောက်ထည့်ပြုတ်ထားပါတော့စက်တော်နေရင်မြူတီစင်းရင်ကျွန်တော်တင်နေရင်ရောတပမွေးပြီးသားရင်ကြော်ပါတော့မယ်အဲ့လိုလေးကြားလေးပေါ့နော်အနေရောပြားလေးလုပ်ပြီးတော့ကြော်နေပါတယ်နေရခုမှကြော်စကြော်ကြည့်ရပါတော့ကဲကြော်ဆိုစက်တော်နေလည်းနေပါတယ်မြူတီစင်းရင်နေပါတယ်ကျွန်တော်တင်ရတယ်နေပါတယ်ပေါ့နော်အရသာလို့ရှိပါတယ်ကြော်ပြီးပါပြီမိချိုပြီးတော့အဲ့လိုမျိုးလေးဝင်းဝါဝါလေးပြန်ချလို့ရပါတယ်။ပုံစံတော့မကြောက်ဘူးနော်။စားတော့မလားဒါမဲ့အရင်စားလို့ကောင်းပါတယ်။ဒီဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။လက်တာ